တာမန်းနေရှုံနေမရဘူးအခါခွမ်းနေအောင်ပါပဲငါလုတ်ခဲ့ဘူးဒါမင်းသိဘာကြောင့်စာသားချမ်းနေအောင်မလဲရှင်းရှင်းလေးနဲ့ခေါင်းနေတဲ့သူမပြေတဲ့အိုးကပေါင်းနေခက်ဒီသချင်းလေးနဲ့ဂုံပြူပါရဲ့ rap နဲ့ဆိုတဲ့ကြောင်တွေအတွက်ဝင်းမြင့်သူများအင်ဂျီတွေဝဲဝတ်တော့ဝင်းသူစားမမေ့ဘူးလား rainbow လေးတဲ့အုပ်ကောင်းအောင်မတနေ့ကြဆိုမဲ့ပေါ်သချင်းစုထားလေးငါ6တောင်းလက်ထဲကိုင်ပြီးသချင်းတီးကိုင်မို့မင်းခုရှာ right city ကိုရောက်ရင်ထိန်ဝင်မင်းကိုကောင်းကောင်းချင်းထူမှာငါရှေ့ရောက်တဲ့ဆက်ဖြက်ပြက်တကတဲ့မှာပဲလာချွဲကြတယ်နောက်ွယ်ရောက်တဲ့တယောက်နဲ့တယောက်ငါ phone white ထူရဲကြတယ်ငါလိုဖြစ်ချင်လို့ဖျားမဆူတောင်းလဲနောက်ဘဝမှာပဲရမယ်တကယ်ဆိုကွဲရမှာဖြစ်ရဲတာအဲ့ဒါယောက်ျားတယ်လားကွယ်ဟုတ်ချက်တီးလို့ပါဆိုမင်းဘာမှမဖြစ်ဘူးအတင်းအဖြစ်နဲ့ကြော်လာတော့ငါနေချကရှင်းသူ Sales ရကမကင်းသူ Yeah big one ပြောသလိုမင်းကမှအတူကျွေးစီကကျွေးစီမတော့မှဒင်းကပြမဖြစ်ဘူးလိုက်တိုင်းချင်တာလားမင်းလိုက်တိုင်းချင်တာလားလိုက်တိုင်းချင်တာမဟုတ်ရင်ဘာလဲတိုက်ခိုက်ချင်တာလားတိုက်ခိုက်ချင်လဲရတယ်ပြီးရင်ချုံပြင်းသွားမှာပါမသိဘူးထင်လားငါတို့ဒီဇိုင်းကိုလိုက်ပြီးခေါ်နေကြတာများလိုက်တိုင်းချင်တာလားမင်းလိုက်တိုင်းချင်တာလားလိုက်တိုင်းချင်တာမဟုတ်ရင်ဘာလဲတိုက်ခိုက်ချင်တာလားတိုက်ခိုက်ချင်လဲရတယ်ပြီးရင်ချုံပြင်းသွားမှာပါမသိဘူးထင်လားငါတို့ဒီဇိုင်းကိုလိုက်ပြီးခေါ်နေကြတာများချက်ပိုက်ထားတဲ့ကိုက်များနဲ့လိုက်ကမိုက်ကိုက်ချင်းနဲ့ဆိုလူတွေကြိုက်သွားမဲ့ဇိုင်းများနဲ့တိုက်ကလိုက်ပြိုက်ချင်းနဲ့အိုးငါကိုကြိုက်ပါတဲ့ခိုက်ပါတဲ့ဆိုပြီးမှငါရတဲ့ချင်းလိုမျိုးသူနဲ့ပဲလိုက်ပါတဲ့ဆိုပြီးတော့ငါဒီက flow alright ပါခေါ်ချားမလေးကြွားလာတဲ့များပြီးချင်းရင်တက်တာကိုတကယ်တော့အားလာနဲ့သွားတာပဲဆရာစီတဲ့ချင်းလေးအမမောချိုးကရှက်ပါတဲ့ငါလိုကောင်းကိုဆက်တင်မိခဲ့တာကိုတခါတဲ့ချင်းညာလိုက်ပဲငါကရှာတာလင်းပစ် big white ပဲပါလို့ခွေးလေးထွက်ဖို့ producer ကိုတက်သမျှကတ်တာမျိုးငါမှသူ့လိုမလုပ်တတ်ပါဘူးသူ့ရဲ့ပါဇက်ကမျက်နှာကိုတက်ပြီးချိန်ကနေနေပြီးမှဖက်ကရှက်ကဆက်တာမို့ the generation ပထမဆုံးခွေးတဲ့ဇက်မှမရှက်ပါ yo အကုန်လုံးပြီးတဲ့ငါတို့မျိုးဆက်မှမင်းလိုကောင်းတဲ့မျိုးမရှိတာလုံးဝပဲသုံးမရတဲ့ဆုံးလဲမင်းလိုကောင်းတဲ့ကိုလူတွေကမပြုံးကြပဲရှုံချမဲ့အဆုံးကြမင်းလဲစိတ်ပဲဆုံးမင်းသားလုံမာတဲ့ဟုတ်ပါတယ်ထုတ်ပါပိုက်ပြီးအငိမ့်နဲ့တော့မိုက်ကန်ချင်တာလားမင်းလိုက်ကန်ချင်တာလားလိုက်ကန်ချင်တာမဟုတ်ရင်ဘာလဲတိုက်ခိုက်ချင်တာလားတိုက်ခိုက်ချင်လဲရတယ်ပြီးရင်ချုံပြင်းသွားမှာပါမသိဘူးထင်လားငါတို့ဒီဇိုင်းကိုလိုက်ပြီးခေါ်နေကြတာများမင်းလိုက်ကန်ချင်တာဟုတ်ရင်